9 ရက် 3 လ 2026 တရက်တာနဲ့ပတ်သက်တဲ့တနေ့တာကဏ္ဍမလေးကိုဟောပြသွားမှာဖြစ်ပါတယ်မိသားစုရဲ့ချစ်ချင်းမေတ္တာကိုရရှိမယ်။နှဆိုင်တဲ့ချစ်ချင်းမေတ္တာတွေအတွက်ဂတိသစ္စာစကားတွေကြားရတတ်တယ်။တငယ်ချင်းမိတ်ဆွေတွေနဲ့အတူတူအချိန်ကုန်ဆုံးဖြစ်လိမ့်မယ်။ဘဝရဲ့တိုးတက်မှုတွေအတွက်အကူအညီအဖေးအမရလိမ့်မယ်။ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်ရမယ်။ကိုသိကျင်တဲ့မိခွန်းတိုင်းအတွက်တိကျသေးချာပြတ်သားတဲ့အဖြေမျိုးတွေရတတ်တယ်။ဒီနေ့အတွက်စောင်းရှောင်းမဲ့ရာကတော့ကံတရားအပေါ်မှာအပြစ်ပုံချတာမျိုးစုံလုံးမှိတ်ယုံကြည်တာမျိုးတွေမလုပ်ပါနဲ့အခွင့်အရေးရလာရင်တေချာစဉ်းစားပါတေချာချိန်ဆပြီးမှရွေးချယ်ပါ lucky number နဲ့ universe message ကိုဒီဗီဒီယိုရဲ့အဆုံးသတ်မှာထည့်ပေးထားပါတယ်တနေ့တာလုံးအဆင်ပြေချောမွေ့ကြပါစေဒီဗီဒီယိုကိုဆုံးတဲ့ထိကြည့်ပေးတဲ့အတွက်ကြောင့်မို့လို့အားလုံးကိုကျေးဇူးတင်ပါတယ်